အားလုံးပဲမင်္ဂလာပါဗျာတနစ်ကျော်မန်းနေတဲ့ကျွန်တော်တို့ပင်ရှည်ထိတ်နဲ့အပိတ်ကိုကျွန်တော်ပြသပေးပါဖြစ်ပါခင်ဗျာကျွန်တော်တို့18ရက်တလ2026တော့ပါခင်ဗျာဟယ်လိုကျွန်တော်ဒီ3ရယ်ဒီ3ကကျွန်တော်တို့ဒီဥစ္စာကဒီ3ရယ်ဒီ8ရယ်ဒီ2ရယ်ပေါင်းလို့ရင်ကျွန်တော်တို့က3ဖြစ်ပါတယ်3ရယ်ဒီ8ရယ်ဒီ2ရယ်ပေါင်းလို့ရင်ကျွန်တော်တို့3ဖြစ်ပါတယ်ဗျာအဲဆိုတော့ကျွန်တော်ဒါနောက်တစ်ခါတပင်းကြောပါမယ်ဗျာ5ပင်ဖြတ်ပါဗျာဒီဥစ္စာ3ညဆိုတော့ကျွန်တော်တို့ဒီဥစ္စာကြတော့ဒီနောက်ကခွန်ရယ်ဒီ3ရယ်ခွန်ရယ်3ရယ်ဒီ9ရယ်ပေါင်းတော့3ညဆိုတော့5ပါဝါပါဗျာဒီကကြတော့ပါဝါလေးကြည့်လာကြမှာပါ3ညဆိုတော့5ပါနောက်ကကျွန်တော်တို့တပင်းကြော်လိုက်ပါမယ်ဒီဥစ္စာ9ဆိုတော့ဒီ8ရယ်ဒီ3ရယ်ဒီ3ရယ်ပေါင်းတော့9ဆိုရင်4ဖြစ်ရပါမယ်ဒီဥစ္စာကျတော့9 4ကြပါတယ်ပါပါတယ်နော်99 4ဒီဥစ္စာ3ညဆိုတော့တပင်းကျော်နော်ဒီ6ဒီဥစ္စာ3ညဒီဥစ္စာ3ညဆိုတော့ရေတော့ခွန်9 8နဲ့ပေါင်းတော့5 3ညဆိုတော့5ပါပါနောက်ကလေးဆို3ညပါ6က3ညကျော်3ညဆိုတော့ကျွန်တော်တို့ဒီ8ရယ်9ရယ်ခွန်ရယ်8ရယ်ပေါင်းတော့5 3ညဆိုတော့5ဖြစ်နေပါတယ်ဒါက3ညဆိုတော့5ဒီကတပင်းကြော်လိုက်မယ်နော်ဒီကခွန်ဆိုတော့ဒီ3ရယ်ဒီ9ရယ်ဒီ8ရယ်ဆိုတော့3ဆိုတော့ခွန်ဆိုတော့2ဖြစ်အောင်ဆိုရင်ကျွန်တော်ဘာထည့်ရမလဲဆိုတော့9ထိပ်ထည့်ရပါမယ်ဒါကတပင်း2ပင်း3ပင်း4ပင်း5ပင်5ပင်ဆိုရင်9ထိပ်ပါ6ပင်မြောက်ဆိုရင်9လေးထိပ်ပါ9လေးထိပ်9လေးထိပ်နော်9လေးထိပ်ပါ9လေးထိပ်ကျွန်တော်တို့ဒီကအပိတ်ရှာပြပါမယ်
ပိတ်ကပိတ်ကလည်းဒီကျွန်တော်တို့ဒီတရလေးရဆိုလို့ငါဆိုလို့ငါဆိုလို့ကျွန်တော်တို့ကအပိတ်က4ဆိုတော့6က4 5ဆိုရင်ကျွန်တော်တို့ဒီဥစ္စာ5 3ဒီရ9ရဆိုတော့3ပေါ့6 6ရ4 4ရ9ရဆိုရင်3 5 3ဒီဥစ္စာကျွန်တော်ဒီဥစ္စာ9 sorry ဒီဥစ္စာခွန်ဆိုရင်ခွန်ဆိုတော့ဒီဥစ္စာ3ညပါနှစ်ခတ်ပါဒီဥစ္စာနှစ်ခတ်တွေလာကြပါတယ်နှစ်ခတ်ကနောက်ခါဒီပြင်မှာလည်းချိန်ကြပါသေးတယ်ကျွန်တော်တို့ဒီပြင်ကျော်လိုက်ရင်6နဲ့6နဲ့7နဲ့ဒီဥစ္စာနှစ်နဲ့ပေါင်းတော့4ဆိုရင်ဒီမဲ့နှစ်ဆိုတော့4ပါ6နဲ့6နဲ့7နဲ့နှစ်ဆိုတော့ဒီမဲ့4နှစ်ခတ်က3ချိန်ပါနှစ်ခတ်က3ချိန်ကျွန်တော်တို့အဲ့ဒါကျွန်တော်တို့ဒုစာဒီခွန်ရဲ့8ရဆိုတော့ကျတော့5ပေါ့5ဆိုတော့ဒုစာ3ညာနဲ့ဒါကြတဲ့တွေပါ5ဒါကြတော့6နဲ့ဆိုတော့8မဲ8ဆိုတော့ကျွန်တော်တို့ကဒုစာ8 5 5 8ဒုစာကျွန်တော်တို့ဒါ3ဆိုတော့ကျတော့ဒုစာ3ဆိုတော့ကျတော့ sorry ဒါ3ဆိုတော့ကျတော့ကျွန်တော်တို့ဒါ3ဆိုတော့ကျွန်တော်တို့ဒုစာကျတော့လေ6 9 8 6 9 8ကလည်း3ပဲဒုစာက1ဆိုတော့ကျတော့ခွန်3ညရှိတဲ့1ပြောင်းကျွန်တော်က4ပိတ်ထည့်ရပါမယ်4ပိတ်ထည့်ရပါမယ်4ပိတ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီနက်ခတ်ရောဆိုရင်1ဆိုတော့ကျတော့10ဖြစ်အောင်ဆိုတော့ခွန်3ညရှိတော့1ထည့်ရပါမယ်1ပိတ်ထဲမှာ10ပြမှာ1ရဲ့နက်ခတ်က10ဆိုတော့အဲဆိုတော့ကျွန်တော်တို့ဘာပိတ်လဲဆိုတော့ဒီ1ပိတ်ပါ4 1ပိတ်ဒီပိတ်ရကိုလေးထိတ်ရကျွန်တော်တို့ပိတ်ရထိတ်ရကျွန်တော်တို့ဒီဥစ္စာနောက်ကကျွန်တော်ဒီကနေပြီးတော့ချုပ်ကြည့်ပါမယ်ပေါင်းချင်းဆိုင်ပါပေါင်းချင်းဆိုင်ကဒီခွန်3ညရယ်ခွန်3ည3ညကို4လုံးပေါင်းပါမယ်ခွန်3ည3ညကို4လုံးပေါင်းတော့ခါကြတော့ကျွန်တော်6ဆိုတော့ကျွန်တော်တို့1ပါနှလုံးပေါင်းခြင်း1 5 6ရှိမှလာကြပါတယ်ကျွန်တော်ဒီဥစ္စာနောက်ကဒီနင်းခွန်ဆိုတော့8ပါ8ဆိုတော့ကျတော့8ဆိုတော့ဒီမှာကျွန်တော်တို့က8ပါ8ဆိုတော့ဒီမှာ8ပါကျွန်တော်တို့ဒီဥစ္စာ4ဆိုတော့ဒီဥစ္စာ2 4 6နဲ့က4ဆိုတော့ကျော်က2ပင်ကျော်မှာလဲကျွန်တော်ဒီမှာ4ပါဟုတ်ကဲ့ဒီဥစ္စာကျွန်တော်6 4 6ကကျွန်တော်တို့က2ဆိုတော့ကျတော့ဒီမဲ့ဒီက2ရဲ့ပါဝါခွန်ပါ
အဲ့ဆိုကျွန်တော်တို့ကဒီ2ရယ်ဒီ2ရယ်5ရယ်2ရယ်5ရယ်ဆိုကြ4ဆိုတော့ဒီထိပ်ရဲ့နှလုံးပေါင်းခြင်းဟာဒီထိပ်ရဲ့နှလုံးပေါင်းခြင်းဟာကျွန်တော်တို့က4ဆိုတော့4ခုဖြစ်ရပါမယ်အဲ့ဒါ4ခုဖြစ်ရမယ်ဆိုတော့ကျွန်တော်ရှေ့က6ထိပ်ရှိတော့9 3ညာ9 5ဒီ3ညာ4 5 4 3ညာနောက်ကတစ်ပိတ်ထဲနော်တစ်ပိတ်